တကယ်ချင်းမတွေ့တာကြပြီနော်နင်အခုတော့ဘလို့လဲဘာတွေလုပ်နေလဲမင်းနေကောင်းလားစသဖြင့်ဒီလိုတရုတ်လိုနှုတ်ဆက်တဲ့စကားလုံးလေးတွေကိုဘလို့ပြောမလဲ Hi 大家好我是西影老师西影老师ဖြစ်ပါတယ်ကဲအဲ့တော့ comment ပိုင်ရှင်လေးမေးထားတဲ့ဟာကို老师တိတ်တော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့老师အရင်ဆုံးမတွေ့တာကြပြီဆိုတဲ့စကားလုံးလေးကိုအရင်လေ့လာကြည့်မယ်မတွေ့တာကြပြီကို老师တရုတ်လို好久不见好久不见好久不见မတွေ့တာကြပြီ好久不见မတွေ့တာကြပြီဒါမှမဟုတ်老师အခုတလောဘလို့လဲဆိုရင်最近怎么样最近怎么样最近怎么样အခုတလောဘလို့လဲတဲ့အဲ့တော့最近ဆိုတာကအခုတလောလို့ပြောတာ怎么样ဆိုတာကဘလို့လဲ最近怎么样အခုတလောဘလို့လဲတဲ့โอเคနောက်ဆုံးတစ်ခုကတော့ဒီ comment ပိုင်ရှင်လေးမေးထားတဲ့အယိုးရှင်းဆုံးနှုတ်ဆက်တဲ့စကားလုံးလေးပေါ့နော်နေကောင်းလားဆိုတဲ့စကားလုံးလေးကတရုတ်လို你好吗你好吗နေကောင်းလားတဲ့တကယ်လို့ကိုကကောင်းတယ်ဆိုရင်我很好လို့ဖြေလို့ရတယ်ဒါမှမဟုတ်好တလုံးနဲ့လည်းဖြေလို့ရတယ်တကယ်လို့ကိုကနေမကောင်းဘူးဆိုရင်တော့我不好ပေါ့ကျွန်တော်မကောင်းပါဘူး我不好